နိုင်ငံတကာမှာထဲပဲမဟုတ်ပဲနဲ့ကျွန်တော်တို့မြန်မာပြည်မှာလည်းလေရင်ပြန်ပေးဆွဲမှုဖြစ်ခဲ့ဖူးပါတယ်ကျွန်တော်တိချင်မှတိကြမယ်အထူးသဖြင့်လူငယ်တွေဆိုရင်တိကြမှာမဟုတ်ဘူး1954ခုနှစ်ဇွန်လ9ရက်နေ့မှာမြန်မာနိုင်ငံရဲ့ပထမဆုံးလေရင်ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့တာပါတချို့ကဒီပြန်ပေးဆွဲမှုကကဘာမှာပထမဆုံးဖြစ်ခဲ့တာဆိုပြီးမှတော့မှပြောခဲ့ကြပါတယ်တာကိုဒါ TC3 လေရင်အမျိုးအစားပေါ့နော် Union of Burma ပြောရရင်တော့မြန်မာလေကြောင်းလိုင်းပေါ့ရခိုင်ပြည်စစ်တွေကိုရန်ကုန်ကနေသွားတဲ့လမ်းမှာခရီးသည်14ယောက်နဲ့အတူသွားတဲ့အချိန်ဒီ Korean National Defense Organization KNDO အဖွဲ့ကသူတို့ပြန်ပေးဆွဲခဲ့တာဖြစ်ပါတယ် KNDO အဖွဲ့အဆိုပေမဲ့3ယောက်ကပဲပြန်ပေးဆွဲခဲ့တာဖြစ်ပြီးတော့ဒီ KNDO အကြီးအကဲတချို့ကလည်းဒီအစီအစဉ်ကိုလက်မခံတဲ့အပြင်ပြန်ပေးဆွဲတဲ့လူတွေကိုပါသူတို့ယူနေပြီဆိုပြီးတော့မှပြောခဲ့ကြပါသေးတယ်ဆိုတော့ဘာဖြစ်ဖြစ်ကဘာမှာမြန်မာဆိုပြီးတော့ဟိုအကုန်လုံးစုံအောင်ကတော့ဟိုအရင်ကတည်းကလုတ်ခဲ့ကြတာစူးစမ်းခဲ့ကြတာတွေ high tech ကအစားပေါ့နော်ရှိခဲ့တယ်ဆိုတာလေးကိုသိရအောင်ကျွန်တော်တို့ဗီဒီယိုအတူလေးနဲ့ကျွန်တော်ပြောပြတာပါဆိုတော့ဒီအကြောင်းအရာအပြည့်စုံနေတကဘာလုံးကလေရင်ပြန်ပေးဆွဲတဲ့အကြောင်းအရာတွေအကြောင်းတွေသိချင်တယ်ဆိုရင်ကျွန်တော်တို့ channel ကို subscribe လုပ်လို့ရပါတယ်မောင်စိုး media YouTube TikTok Facebook မှာရှာလို့ရတယ် subscribe လုပ် follow လုပ်လို့ရပါတယ်ကျွန်တော်တို့နောက်တွေ့ကြမယ် see you